sublimation ဆိုတာဘာလဲ DDS ဆိုတာဘာလဲမသိတဲ့လူတွေတို့ကဒီဗီဒီယိုလေးကိုကျွန်တော်ဖန်တီးလိုက်ပါတယ်မသိတဲ့လူတွေပဲကြည့်သွားပေးပါကျွန်တော်ဒီ sublimation ဆိုတာကတော်တော်များများမသိကြဘူးသိတဲ့လူတွေဆိုတော့မပြောဘူးเนาะမသိတဲ့လူတွေဆိုလိုချင်းဖြစ်တယ် sublimation ဆိုတာဘာလဲမသိတဲ့လူတွေကဘာလဲဆိုရင်ဒီလိုမျိုးဒါဒီကျွန်တော်ဒီရိုးရိုး A4 paper မဟုတ်ဘူးကျွန်တော်ဒီ sublimation paper ဒီမှာဒါဒီရိုးရိုး A4 ကဒီလိုမျိုးနည်းနည်းပါတယ် sublimation paper ဒီလိုမျိုးနည်းနည်းလေးထူတယ်ပေါ့နော်ဒီလိုမျိုး paper sublimation ဒီ sticker လုံးဝမဟုတ်ပါဘူးသူဒီ paper နဲ့ထုတ်တာပါ sublimation paper နဲ့ဒီ color printer ပေါ့နော် sublimation color printer ကို sublimation မှင်ထည့်ပြီးတော့ထုတ်ထားတဲ့ sublimation ဖြစ်ပါတယ်သူဒီလိုမျိုး sublimation ဒီလိုမျိုးပုံလေးကိုတို့ထုတ်ပြီးတော့ဖန်ကွက်တို့ရေဘူးတို့အင်ဂျီတို့ဒီဘောလုံးကြာစီအင်ဂျီတွေsublimation နဲ့လောက်ထားတဲ့ကုတ်တင်ပါတဲ့ပစ္စည်းတွေကိုရိုက်တာကိုတို့ဆိုလိုတာတို့ဖန်ကွက်တို့ရေဘူးတို့တို့ရိုက်ချင်တယ်ဆိုရင်တော့ဒီလို sublimation paper နဲ့ဒီလို sublimation paper နဲ့တို့ပုံထုတ်ပြီးတော့ကိုရိုက်ချင်တဲ့ပစ္စည်းပေါ်မှာရိုက်တာကိုဆိုတော့ sublimation လို့ခေါ်တယ်အခုဈေးကွက်မှာဆိုအများကြီးလုပ်နေတဲ့ဘောလုံးကြာစီလေးပေါ့နော်ဘောလုံးကြာစီအပေါ်မှာ brandy ပေါ့ဘောလုံးကြာစီထုတ်လုပ်တဲ့စက်ရုံတွေဘောလုံးကြာစီလုပ်နေတဲ့စက်ရုံတွေအားလုံးဒီဒါဒီ sublimation လို့ခေါ်တယ်ပေါ့နော်တို့ခုနကရေဘူးတို့ဖန်ကွက်တို့လည်းဒါဒီအားလုံးဒီ sublimation ဘောလုံးကြာစီနံပါတ်တွေလည်းအကုန်လုံးက sublimation ဒီသူ့ရဲ့အားသာချက်အားနည်းချက်ရှိရဲသူကဘယ်လိုပစ္စည်းပေါ်မှာရိုက်ရတာလဲဘယ်လိုပစ္စည်းပေါ်မှာရိုက်ရတာလဲဆိုတာဒါဒီသူ့ရဲ့အားသာချက်အားနည်းချက်တွေတို့ရှိတယ်ပေါ့နော်ဒါတော့တို့တင်တန်းစာအုပ်မှာအားလုံးကိုတို့ရေးပေးထားတယ်စာအုပ်မှာတော့အဲ့ဒီအကြောင်းအရာတွေအားလုံးပါမယ်ပေါ့နော်ပြီးရင် DDS ဆိုတာဘာလဲဒါကတော့ဈေးကွက်မှာအများဆုံးသုံးဖြစ်တဲ့ sticker ပါဒီလိုမျိုး DDS ဆိုတာက direct to print ဖလင်နဲ့ direct ပုံထုတ်ထားတာကို DTF လို့ခေါ်ပါတယ်သူရဲ့အတူကောက်ကတော့ DTF ပါတို့ဒီအရှိခောက်ကတော့ direct to print ကိုတို့ခေါ်ပါတယ်ဒါတော့ဖလင်လေးနဲ့ထုတ်ထားတာကို DTF လို့ခေါ်ပါတယ်ဒီလိုဖလင်တွေဒီမျိုးသားအများကြီးရှိပါတယ်အပူခွာအေးခွာရှိတဲ့ဒီဖလင်မှာမှတို့တပယ်ဖလင် single print အများကြီးရှိရဖလင်မျိုးသားအများကြီးရှိရပေါ့နော်တို့ဒီအဲ့ဒါကိုဒီဒါဒီ DDF ဒါဒီ sublimation ဒီဈေးကွက်မှာအများကြီးသုံးတာကဒီနှစ်ခုကိုတို့အများကြီးသုံးတယ်နောက်ထပ် sticker တွေကတော့အများကြီးရှိမယ်တို့ဒီ ready made sticker ပေါ့နော်ဒါကတော့အများကြီးရှိမယ်ဒါလေးကိုမသိတဲ့လူအတွက်ဆိုတော့ဒါရှင်းလုပ်ပေးပါတယ်ဒီ DDS နဲ့ sublimation နဲ့ပတ်သက်ပြီးတော့လုပ်ငန်းလုပ်ချင်တဲ့လူဆိုရင်တို့တင်တန်းဖွင့်ထားတယ်ဒါပေမဲ့အဲ့တင်တန်းကဒီရိုက်တက်ရုံတက်တစ်ခုတည်းနဲ့တင်တန်းမဟုတ်ဘူးလုပ်ငန်းတစ်ခုလုံးရဲ့ project ဒီ DDS sticker ကိုဘယ်လိုထောက်လုပ်ရမလဲဒီ sticker ကိုဘယ်လိုမျိုးထုတ်လဲဘယ်လို design လုပ်လဲဘယ်လို design ဆွဲလဲအကြောင်းအရာတွေပါမယ် sublimation တွေရောဘယ်လိုမျိုးထုတ်လဲဘယ်လို design လုပ်လဲဘယ်လို setting ချိန်ရမှာလဲ printer ကိုဘယ်လိုအသုံးပြုရမှာလဲ DDS ဆိုတဲ့ printer ကိုဘယ်လိုမျိုးအသုံးပြုရမှာလဲ sticker ဘယ်လိုထုတ်မှာဒီအပိုင်းအရာတွေအားလုံးဆိုတင်တန်းမှာအကုန်လုံးတင်နေပါတော့အခုရန်ကုန်တင်တန်းမော်လမြိုင်တင်တန်းအပ်ထားလို့ရပါပြီကျေးဇူးတင်ပါတယ်တင်တန်းမှာဆက်ပါမယ်